လို့မြင်ပါဗျာဒီကားကျတော့2012 Master CH5 ပဲဖြစ်ပါနော်။ကောင်းပါကြတော့ကျွန်တော်12သူစာလေးကားလေးကတော့မစိုးဘူးကားလေးကတော့မစိုးဘူးနော်။โอเคကားလေးကတော့လမ်းသေးတယ်။ဒီကောင်ကျတော့အလွိုင်းမှာကျတော့ stand line နဲ့ဖြစ်မယ်။ဒီကောင်လေးက fault light လေးပါမယ်။ Okay ထဲထဲပြမယ်နော်။အဲဆိုရင်ကျွန်တော်တို့ဒီလိုကားကြီးကကျတော့တစ်ခါလေးမပါတာတော့နည်းနည်းလေးရှားလိမ့်မယ်။တစ်ခါလေးမပါတာโอเคအဲဆိုရင်ကျွန်တော်တို့အမြင်လေးခင်ဗျဒီကားမှာကျတော့ကျွန်တော်တို့ CI ဘောလုံးကတော့ကျွန်တော်တစ်ဖက်တည်းဖြစ်မယ်ဒီလိုကတော့3,000ကျော်ရှိမယ်သူပြောတာသူဖော်ပြထားတဲ့လေးရပါတော့ပြီးရင်ကျတော့ဒီကောင်အင်ဂျင်ချက်ပြပြီးတော့လင်းနေတာရှိတယ်သူရဲ့ဒီနောက်လိုက် TV တခုပေါ့သူ TV ပါမယ်စီဖြစ်မယ်ဘာညာပေါ့နော်ဒီဟာလေးပါမယ်ကျွန်တော်တို့အရင်ကြီးတော့လည်းမဟုတ်ပါဘူးကျွန်တော်တို့ master ကြိုက်တဲ့အချင်းကြီးကိုတွေအတွက်ပေါ့နော်ခါလေးသူ့ရဲ့လက်ဆွဲစာအုပ်လေးပါမယ်ကိုလည်းဖတ်တယ်မှာမဟုတ်ပါဘူးကိုသူဂျပန်စာလေးပဲခင်ဗျစီးတာတော့ကျွန်တော်တို့ငိန်ချောင်းလို့တော့ခံစားရတယ်စီးတာတော့နိုင်ငိန်ချောင်းနဲ့မစိုးဘူးပါဘူးเนาะစီးတာတော့ငိန်ချောင်းတယ်ခင်ဗျAC ကတော့တော်တော်အေးရနော် AC ကကျွန်တော်ခဏလေးဖွင့်လိုက်တာတော့တော်တော်အေးပါတယ်ဆောင်းလာလေးမတိုင်ရင်ကျွန်တော်လည်းအရှင်းနောက်ဆန်ပြီးဖွင့်လိုက်တာတော်တော်အေးပါတယ်ခင်ဗျနော်သူရဲ့ဟုတ်ကဲ့ CH5 ပါနော် CH5 ပါဒီမှာကျွန်တော်ပြောမေ့နေရတော့နော်ဒီမှာဒီကောင်နည်းနည်းလေးထိထားတယ်နော်ဒီကောင်ထိထားတာရှိတယ်ဒီကောင်ဘေးဘန်းမှာထိထားတာရှိတယ်အဲ့ဒါလေးပြခြင်းလို့လည်းပါတယ်နောက်လာတာပြီးရင်ကျွန်တော်အောက်ဖက်လေးနည်းပြလို့မယ်ဟုတ်ကဲ့ကျွန်တော်အောက်ဖက်လေးပြတာပါနော်ဒီကနောက်ဖက်ကနေကျွန်တော်ထိထားချက်တော့ရှိတယ်အဲ့လိုပါနော်โอเคဟုတ်ကဲ့ပါခင်ဗျကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ခင်ဗျ